တချို့လောက်ရက်တွေကတိခန့်ရှင်းတွေကုန်ခန်းသွားတဲ့အခါတမင်ကြိုးခိုင်းခဲ့တာမျိုးလေးရှိပါတယ်ထွက်ခွာသွားသူတိုင်းဟာသစ္စာနေတာမဟုတ်ပါဘူးနားလည်မှုလွဲသွားတဲ့အခိုက်အတန့်လေးတစ်ခုဟာသိတ်ကိုအစိုက်ပြင်းလွန်းတဲ့မွေတကောင်နဲ့တူတယ်နားလည်မှုတွေလွဲသွားကြပြီဆိုရင်တော့နေပေါင်းများစွာတိဆောက်လာတဲ့ရှင်းရှင်းမြတ်တာတွေယုံကြည်မှုတွေလေးတမနစ်တိုးတွင်းမှာပျက်စီးပြောက်ွယ်သွားတာပါပဲလေစိုင်းငင်းရှမ်းရှင်ပါသလားစိုင်းငင်းရှမ်းရှင်နေဆိုရင်တော့အရာအလုံးကိုနားလည်ဖို့စ조사နေတာတွေကိုရက်လိုက်ပါတလောကလုံးကိုကိုစိုးလိုက်ခင်းပေးရှင်တဲ့စိတ်ကိုလည်းထင်းရှုပ်ပါခင်းလေးခင်းပေးနိုင်မှာမဟုတ်ပါဘူးကိုဂယုစိတ်ဖို့ပြန်တတိယပါအခွန်ပဲရှိတဲ့ရေခွက်ထဲကနေရေလောင်းချလို့ရမှာမဟုတ်ပါဘူးကိုယ်တန်းလွတ်မြောက်ဖို့အတွက်ဘယ်သူ့အပေါ်မှာမမင်ခိုးပါနဲ့ကိုယ့်ရဲ့ဘဝကိုလည်းတိုးတက်ဖို့အတွက်ပဲအာယုံစိတ်ပါတတ်သိပြဖို့အတွက်တော့အာယုံကိုစိတ်ပါနဲ့